ချိန်ကစားလို့သမီးလေးရဲ့ခြေလမ်းတိုင်းမှာမိမိလက်တွေရှိခဲ့တယ်အိမ်မလာလာမပါစေကြောင်းတချင်တွေဆိုရင်ညစဉ်တိုင်းမှာဆောင်းရှောက်ခဲ့သူမိမိမိုးလင်းတာနဲ့ကြောင်းသွားဖို့ရပြင်ဆင်ပေးတယ်ကြောဖို့အိမ်လေးလွယ်ပေးရင်နဲ့အပြုံးနဲ့နှုတ်ဆက်တယ်စာသင်ခန်းနဲ့သမီးလေးပညာတွေသင်ယူချိန်မှာအိမ်မနေရင်ဆူတောင်းပေးနေတာမိမိပါပဲ